မင်္ဂလာပါဒီနေ့ကဘုရားရှင်ကျွန်တော်တို့ကိုရက်တရက်နဲ့ဖန်ဆင်းပေးတဲ့ဘုရားကဖန်ဆင်းတဲ့ရက်ဖြစ်တယ်ဆိုတော့နားလေရကျွန်တော်အိမ်မှာပြက်ကလေးဆိုတာရှိတယ်ပြက်ကလေးကြည့်ကျွန်တော်ဗာတွေ့ရရက်တွေလာတွေနှစ်တွေကိုတွေ့ရကျွန်တော်လူတွေဟာနော်ရက်တရက်လက်တလနှစ်တစ်နှစ်ဟာအင်မတန်မှအရေးကြီးတာကိုကျွန်တော်တွေ့ရတရိษံမန္တများဟာပြက်ကတိန်နဲ့ရှင်စရာအကြောင်းမရှိကျွန်တော်အိမ်မှာမွေးထားတဲ့ခွေးတွေကြောင်တွေဝက်တွေနွားတွေဟာပြက်ကတိန်နဲ့ရှင်စရာအကြောင်းမရှိဘာကြောင့်မရှိလဲလို့မေးရင်သူတို့ကတဘွားပဲရှိတရိษံတွေမှာငရဲဆိုတာမရှိဘူးတရိษံတွေမှာကောင်းကင်ဆိုတာမရှိဘူးဒါပေမဲ့ဒီမှာထိုင်တဲ့လူဟာရက်တရက်လက်တလနှစ်တစ်နှစ်ဟာလူအတွက်အင်မတန်အရေးကြီးတယ်ဆိုတာကိုကျွန်တော်နားလေရတော့တနုံနေနေ့တပတ်တစ်ခါကျွန်တော်ဒီလာခြင်းဟာအချိန်ဖြုံးဖို့လာတာမဟုတ်ဒီနေရာကအချိန်ဖြုံးတဲ့နေရာမဟုတ်ဘူးဒီနေရာကအချီးနှီးအချိုးမဲ့လာတဲ့နေရာမဟုတ်ရုပ်ရှင်ယုံမှာလူတွေစုနေတာကိုကျွန်တော်တွေ့ရမယ်ပွဲလန်းသဘင်တွေမှာလူတွေစုနေတာကိုတွေ့ရမယ်လောကနဲ့ဆိုင်တဲ့စုဝေးတဲ့နေရာတွေမြောက်များစွာအဲမှာဖယားနဲ့ဆိုင်တဲ့လူတွေစုဝေးတဲ့ဒီစုဝေးခြင်းဟာနှုတ်ကပတ်တော်ထဲမှာအတိအကျဖော်ပြထားပြီးသားဖြစ်တယ်အချင်းရမှာလူနူးသုံးတို့သည်ငါ၏နာမထောက်၍စီဝေးမယ်ဆိုရင်နဲ့သူတို့အလယ်မှာဘာဖြစ်လဲငါရှိမယ်ဒီကနေ့ဖယားကိုးကွယ်တဲ့သူတွေမန္တမဟာဖယားရှိလို့ကိုးကွယ်တဲ့သူဖြစ်ရဒီကနေ့ကြားရမယ့်စကားဟာဘယ်ဆရာဘာဟောသလဲဆိုတဲ့စကားမဟုတ်ဘူးဖယားကဘာပြောသလဲဆိုတဲ့ဖယားနှုတ်ကထွက်တဲ့နှုတ်ကပတ်တရားစစ်ကိုကျွန်တော်ဘာဖြစ်လဲနားထောင်ရမှာဖြစ်တယ်ပခုံးနဲ့ပဲကြားမှာခေါင်းပေါက်ထားတယ်လေဝင်နှာခေါင်းနဲ့ရှူတယ်ဝေးပြီးသေတဲ့လူကပြောတဲ့လူနှုတ်ထွက်စကားကိုကျွန်တော်တို့ခံယူတာမဖြစ်စေရဖယားကဘာပြောသလဲဆိုတဲ့ဖယားနှုတ်ကပတ်စကားစစ်ကိုမြင်တတ်သောမျက်စိကြားတတ်သောနားလေနိုင်သောနှလုံးသားနဲ့ကျွန်တော်တို့ခံယူရမှာဖြစ်တယ်ဒါကြောင့်ဂရိဒီမှာရှိသူအားလုံးနော်ဒီနေ့ရတော့ပင်ဒီကုတ်တေလို့ခေါ်တဲ့ရက်50ကဘာပေါ်မှာလူရည်လို့ဖြစ်လာရင်နေ့နှစ်နေ့ပဲရှိတယ်တနေ့ကဘာနေ့လဲမွေးနေ့ဘာကြောင့်ဖြစ်တယ်လဲဆိုရင်ကျမ်းစာထဲမှာအဖြစ်ပါထားတယ်ပထမဆုံးလူယောက်ျားအာဒံသူ့အတွက်ထောက်ပံ့ဖြစ်စေတဲ့လူမိန်းမယောက်ျားနဲ့မိန်းမကဘာပေါ်မှာလူဖြစ်နေရောက်တာဒါပေမဲ့မွေးဖွားခြင်းဆိုတာမရှိသေးဘူးယောက်ျားနဲ့မိန်းမအိမ်အောင်ပြုတ်ရင်ကျွန်တော်တို့ခလေးရတယ်ဆိုတဲ့စကားလုံးကိုကျွန်တော်တော်များနားလေတယ်ဒါပေမဲ့ခလေးဘာကြောင့်ရတယ်လဲဆိုတာနှုတ်ကပတ်တော်ရှိထားပြီးသားဖြစ်ဘုရားကအာရန်ဧဝကိုဘာပြောလဲအချင်းတို့များပြားစွာဝေးဖွားကြလော့နှုတ်ကပတ်တော်ရောက်ပြီးမှခလေးမွေးလို့ရနှုတ်ကပတ်တော်မရောက်မချင်းခလေးမွေးလို့မရဒါမွေးဖွားခြင်းဆိုတာကကျမ်းစာထဲမှာအတိအကျပါဒါဒီကဘာပေါ်ရောက်တဲ့လူသားတိုင်းဟာဘာကြောင့်မွေးဖွားလာတယ်လဲဆိုတဲ့အဖြစ်နှုတ်ကပတ်တော်ထဲမှာပေါ်ပြထားပြီးသွားပြီဖြစ်တယ်ဒါပေမဲ့ဘာကြောင့်သေရတယ်လဲသေတာကလည်းအကြောင်းရှိတယ်ကဘာပေါ်မှာဖြစ်တဲ့အရာအလုံးဟာအကြောင်းနဲ့ဆိုတာလုံးဝမရှိကျွန်တော်မသိရင်သာနေရမယ်အကြောင်းရှိထားပြီးသားဖယားကဘာပြောထားလဲကောင်းမကောင်းပင်အသီးကိုမစားရစားသောနေ့၌သေရမယ်ဆိုတာကလူကလူကိုပြောတဲ့စကားမဟုတ်သေရမယ်ဆိုတဲ့စကားဟာဘယ်ကလာလဲဖယားဝေးဖွားကြလို့ဆိုတာကဖယားကပြောတဲ့နှုတ်ကပတ်စကားဖြစ်တယ်လို့
စားရင်သိမယ်ဆိုစကားကလည်းနှုတ်ကပတ်စကားဖြစ်တယ်ဒါကြောင့်ဖယားကဝေးဖွားခြင်းနဲ့တည်ခြင်းကိုကပ္ပဦးကျမ်းခန်းကြီးကပ္ပဦးကျမ်းခန်းကြီးနှစ်မှာတိတိကျကျဖော်ပြထားပြီးသားဖြစ်တယ်ဒါပေမဲ့လူလီမန်နဲ့ဖယားစကားကိုပယ်လိုက်တဲ့တွေ့ကြောင့်နောက်ထပ်နေ့တစ်နေ့ရောက်လာတယ်အဲ့ဒီနေ့ကဘာနေ့လဲသေနေ့ဆိုတော့မွေးနေ့နဲ့သေနေ့ဘယ်အရင်ရှိလဲဝေးနေ့ကအရင်ရှိတယ်ကပ္ပဦးကျမ်းတစ်ကိုဖတ်ကြည့်လိုက်အချင်းတို့များပြားစွာဝေးဖွားကြလို့ဝေးဆိုတဲ့စကားလုံးကကပ္ပဦးကျမ်းတစ်မှာတွေ့ရသေဆိုတဲ့စကားလုံးကဘယ်မှာတွေ့ရလဲကပ္ပဦးကျမ်းနှစ်မှာတွေ့ရစားတော်နေနဲ့ဧကမန်တရားဒါပထမဆုံးလူလင်များများရဲ့ဖယားစကားနားမထောင်မှုကြောင့်ကမ္ဘာပေါ်ရောက်လာတဲ့လူမျိုးတွေဘာသာမျိုးအဆင့်တန်းမျိုးအသက်အရွယ်ပိုင်းခြားမျိုးအယုတ်အလတ်အမြတ်မျိုးကမ္ဘာပေါ်ရောက်တဲ့လူသားတိုင်းသေလားသေတယ်ဘာကြောင့်သေသလဲကျမ်းစာမှာပါတယ်အပြစ်တရား၏အခါသည်သေခြင်းပေသည်သေခြင်းဆိုတာဘာသာတရားနဲ့မဆိုင်သေခြင်းဆိုတာပြည့်ညတ်တရားနဲ့မဆိုင်သေခြင်းဆိုတာကိုကျင့်တရားနဲ့လည်းမဆိုင်ဘယ်ဘာသာတရားမှမရှိခင်သေခြင်းဆိုတာရှိထားပြီးသားဒါကြိုက်တဲ့ဘာသာမှနေကြိုက်တဲ့တရားကိုကျင့်အသကုံကျင့်အသေးကျင့်မိုးထီအောင်ကျင့်မိုးပြောင်ကျင့်သေလားရှင်လားသေတယ်ကဘာပေါ်မှာလူဆိုးပခိုးသေးသလိုသူတော်ကောင်းသူတော်စင်သေးတယ်တော့ချစ်တော်ညီကိုပန်းမာတို့ဒါပေမဲ့လူသားတိုင်းအတွက်ဝမ်းမြောက်စရာတည်းဟာလူတယောက်မှရှိတယ်သူ့နာမည်ကယေရှုမှာနေဘယ်နှစ်ရှိလဲ3နှစ်ရှိတယ်ကဘာပေါ်ရောက်တဲ့လူသားတိုင်းမှာနေ2နှစ်ရှိတယ်ယေရှုမှာနေ3နှစ်ရှိတယ်ပထမနေ့ကဘာနေ့လဲဝေးဖွားတဲ့နေ့သူမွေးတာနဲ့တို့မွေးတာမတူဘူးတို့ကအဖေမေပေါင်းပြီးမွေးထားတဲ့လူလိုက်ဆုံးမဲ့မွေးစားကပင်အဖြစ်ပါလျက်ရှိပါ၏မွေးတဲ့ဘာပါလဲအဖြစ်ပါဒါပေမဲ့သခင်ယေရှုကယောက်ျားနဲ့မိန်းမပေါင်းပြီးမွေးထားတဲ့သူမဟုတ်ဘူးသခင်ယေရှုဟာအပြိုစစ်စစ်လို့ခေါ်တဲ့ဘယ်ယောက်ျားနဲ့မှမေထုံမပြုတ်သေးတဲ့အပြိုကညာရဲ့ဝါထဲမှာဗဒိတ်တတိယူတယ်လူစားတိခံတယ်လို့ခေါ်သူငဘောဘယ်မှာရှိလဲကောင်းကင်ဘုံမှာရှိထားပြီးသားကောင်းကင်ဘုံမှာဘယ်နှပါးရှိလဲကောင်းကင်ဘုံမှာဘယ်နှပါးရှိလဲ3ပါးရှိတယ်လိုက်ဆိုမယ်ခမည်းတော်တစ်ပါးနှုတ်ကပတ်တော်တစ်ပါးသန့်ရှင်းသောဝိညာဉ်တော်တစ်ပါးထို3ပါးတို့သည်တလုံးတဝသည်ဖြစ်ကြ၏ကောင်းကင်ဘုံမှာဘယ်နှပါးရှိလဲ3ပါးခမည်းတော်တစ်ပါးနှုတ်ကပတ်တော်တစ်ပါးသန့်ရှင်းသောဝိညာဉ်တော်တစ်ပါးဒီမှာကျမ်းစာဘာပြောလဲနှုတ်ကပတ်တော်ဒီဘာသာတိခံလိုက်လေလူစာတိခံတယ်တိတိ36မှာဘလို့ခေါ်ပြလဲမန်တော်ကိုးကွယ်ခြင်းနည်းနည်းသောအရာသည်ကြီးစွာသောအရာဖြစ်သည်ဟုငြင်းခုန်เสียအကြောင်းမရှိဖယားသခင်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူပြီးလူမျက်စိနဲ့မမြင်ပဲရှိနေတဲ့ထာဝရဘုရားထာဝရဘုရားကိုမျက်စိနဲ့မြင်ရလားမမြင်ရဘူးရှိလားရှိတယ်ဘယ်မှာပေါ်ထွန်းလဲကိုယ်ခန္ဓာမှာပေါ်ထွန်းတယ်အတိတ်ဘယ်ကဖယားကအသွေးသားလူစားတိကိုခံလိုက်ရဒါကြောင့်လောကကြီးထဲမှာထာဝရဘုရားလူစားတိခံတဲ့အခါမှာအပြိုကညာဝမ်းကနေသူဒီဖွားမြင်ခြင်းကိုခံယူတယ်အပြစ်နဲ့လုံးဝကင်းစင်တယ်ယေရှုကမွေးကလေးကဘာမပါဘူးလဲအပြစ်မပါကဘာပေါ်မှာသူဘလောက်နေသွားတယ်သက်တော်33နှစ်နေသွားတယ်သူ
သူခေတ်သူအချိန်မှာဘာသာရေးခေါင်းဆောင်တွေရှိလားအများကြီးရှိရစ်ပြောဟိတ်ဆိုတာရှိတယ်ကျမ်းပြုဆရာဆိုတာရှိတယ်ဖာရိရှဲဆိုတာရှိတယ်ဒီလူတွေကယေရှုဘာလိုက်လုပ်တယ်အပြစ်လိုက်ရှာတယ်ယေရှုဘယ်သွားသွားသူတို့နောက်ကလိုက်တယ်ယေရှုဘာဟောတယ်လဲသူတို့နားထောင်တယ်ပြီးတော့ယေရှုသူတို့ဘာလုပ်လဲအပြစ်ရှာတယ်ဒါပေမဲ့အပြစ်လုံးဝမတွေ့ရအောင်သူခေတ်သူချိန်မှာနိုင်ငံရေးခေါင်းဆောင်တွေရှိလားရှိတယ်ဟေရုမင်းပိလတ်မင်းတိုင်းပြည်အုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေလည်းရှိတယ်သူတို့ကအပြစ်ရှာလားရှာတယ်အပြစ်မတွေ့ရအောင်သခင်ယေရှုကိုဘာသာရေးနဲ့ပဲကြည့်ကြည့်နိုင်ငံရေးနဲ့ပဲကြည့်ကြည့်သခင်ယေရှုဟာအပြစ်နဲ့ဘာဖြစ်လဲကင်းစင်တယ်ဒါဆိုမိဖို့မေးစရာရှိတယ်သူဘာရောက်စေလဲသူသေတာကဒုသေတာနဲ့မတူဘူးဒုသေတာကကျမ်းစာထဲမှာအဖြစ်ပါတယ်လိုက်ဆုံးမဲ့လူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်သေခြင်းတို့ရောက်ရကြ၏ဒုသေတာဘယ်ရောက်သေရလဲဒုသေတာကအပြစ်ရှိလို့သေရဒါဆိုသူသေတာဘယ်ရောက်သေရလဲအဖြစ်ပါသားပြီးသားလိုက်ဆုံးမဲ့ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍သူသေးတာဘာလို့သေးလဲဒီမှာထိုင်နေသူဆရာတော်ဝင်ဒီကဘာလုံးမှာဝေးကလေးကအပြစ်ပါတဲ့လူသားတိုင်းအတွက်ခရစ်တော်ဘာလုပ်လဲအသေးခံရဘာကျမ်းစာတစ်ချက်ကဘာပြောလဲအသွေးသုံးခြင်းမရှိလေအပြစ်လွတ်ခြင်းမရှိလူမျက်စိနဲ့မမြင်မရှိတဲ့ထာဝရဘုရားဟာလူရဲ့အပြစ်ကိုကယ်ချွတ်ဖို့အတွက်လူမျက်စိနဲ့မြင်ရတဲ့ကိုယ်ခန္ဓာကိုသူယူပြီးတော့မှလူတွေအပြစ်ကိုသူဘာလုပ်လဲကားထဲမှာအသေးခံအသွေးသုံးရအဲ့ဒီအသွေးဟာဘယ်အသွေးနဲ့မှမတူဘူးလောကမှာလူတွေနေကြတဲ့တရိษံဆိုတာရှိတယ်တရိษံကိုနွားစိတ်ကိုသွေးနွားသွေးစိတ်သွေးအာရဏစင်တဲ့ထဲမှာသူတော်ကောင်းသူတော်စင်သူတော်ကဖုန်ကြီးစားတဲ့မြင်ပေါ့အသုံးလုံးတွေသုံးတာတွေးရတယ်ဒါပေမဲ့အသွေးသူတော်ကောင်းအသွေးသူတော်မြတ်သွေးသူတော်စင်အသွေးသူနွားစိတ်အသွေးဒါပေမဲ့ကျမ်းစာကအသွေးကိုစကလုံးတစ်လုံးနဲ့တွဲထားတယ်ဘာစလုံးလဲပြောကြည့်အောင်အသွေးကိုစကလုံးတစ်လုံးနဲ့တွဲထားတယ်ဘာစလုံးလဲလိုက်ဆိုမယ်ခရစ်တော်ဤခရစ်တော်ဤအသွေးတော်မြတ်ခရစ်တော်ဤအသွေးတော်မြတ်ဘာနဲ့တွဲထားလဲမြတ်အပြစ်နဲ့လုံးဝကင်းစင်အပြစ်နဲ့လုံးဝကင်းစင်တဲ့အသွေးတော်မြတ်နဲ့တို့ဘာလို့ထားလဲရွေးထားတယ်ဒါချစ်တော်ညီကောင်မတို့ခရိယန်ဖြစ်တဲ့နှစ်ပေါင်းများစွာကြာပြီးကယ်တင်ရပြီလားမေးအဖြစ်မရှိဖယားကြောင့်တက်တဲ့နှစ်ပေါင်းများစွာကြာပြီးကယ်တင်ရပြီလားမေးအဖြစ်မရှိကယ်တင်ခြင်းဆိုတဲ့စကားလုံးဟာဘာနဲ့တွဲထားလဲကယ်တင်ခြင်းကိုဘာနဲ့တွဲထားလဲလိုက်ဆိုမယ်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူ၏ဘာကယ်တင်ခြင်းလဲအပြစ်ကနေဘာဖြစ်လဲကယ်တာဆင်းရဲတဲ့သူကိုကယ်တာကပတ်စံပေးပြီးကယ်လို့ရရင်နစ်တဲ့သူကယ်တာကတော့ရေကူးကျွမ်းကျင်တဲ့သူကကယ်လို့ရတယ်လူလောကမှာလူကလူကိုကယ်တဲ့အရာတွေအများကြီးတွေ့ရတယ်ဒါပေမဲ့လူသားတိုင်းမှာရှိတဲ့အဖြစ်ကိုလူကကယ်လို့မရဘူးကမ္ဘာပေါ်မှာဘယ်လူတယောက်ကမှလူကိုကယ်လို့မရဘူးလူမှာရှိတဲ့အဖြစ်ကိုဘယ်သူကယ်မရလဲဖယားဘယ်ဖယားလဲလူမရှိခင်ရှိတဲ့ဖယားကမ္ဘာပေါ်မှာဘယ်လူတယောက်မှမရှိခင်ရှိတဲ့ဖယားရှိလားဘယ်လိုခေါ်လဲထာဝရဖယားတော်ဘယ်လိုခေါ်လဲ
အဲ့ဒီထာဝရဘုရားလူကယ်လားကယ်တယ်ကမ္ဘာပေါ်မှာဖျားတဲ့အရှင်တွေဆိုပြီးကျွန်တော်ခေါ်ပေးနေသိတယ်ထာဝရတည်မြဲတာမတွေ့ရအောင်ဒါပေမဲ့ဘယ်လူမှမရှိခင်ရှိတယ်ဗျာထာဝရတည်မြဲတဲ့ဘုရားလူလောကမှာရှိတဲ့ဘယ်လူမျိုးမဆိုဖျားကကယ်တင်ဖို့ရန်အတွက်လူစားတိကိုခံပြီးလောကကိုကြွားသူ့မှာတကူရှိလားရှိတယ်တကူနဲ့ကယ်လို့မရသူ့မှာတရားရှိလားဒါပေမဲ့တရားနဲ့ကယ်လို့မရကယ်တင်ခြင်းကိုဘာနဲ့ပေးထားလဲအသွေးသွင်းခြင်းဒါတကယ်ယေရှုတကူတွေပြတယ်တရားတွေဟောတယ်အဆုံးပိုင်းမှာယေရှုဘာလုပ်လဲကားတိုင်းမှာသူဘာလုပ်လဲအသေးခံတယ်အသွေးသွင်းတယ်ပြီးသွားလားမပြီးဘူးကျမ်းစာလာသည့်တိုင်တကြုံချင်းခံဘယ်နည်းမှထမြောက်လေအဲ့ဒီရှင်ချင်းမှာဆုံးထားကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးဟာတည်ခြင်းမှာဆုံးတယ်ယေရှုကဘယ်မှာဆုံးထားလဲရှင်ချင်းမှာဆုံးထားတယ်ဒါယေရှုကအာမခံတယ်ရှင်တို့လိုက်ဆိုယေရှုကလည်းငါသည်ထမြောက်ခြင်းကြောင့်အသက်ရှင်ခြင်းကြောင့်ဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲရှင်လိုက်မည်အိုသေမင်းသေလည်းနဲ့သည်အဘယ်မှာရှိသနည်းအိုမယနာနိုင်ငံသေရဲ့အောင်ချင်းသည်အဘယ်မှာရှိသနည်းငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းအခွင့်ကိုပေးတော်မူသောဖယားသခင်၏ဂျေစုတော်သည်ကြီးလာစွာတကားအားလုံးလက်ခုပ်တီးအောင်ဘာလို့ကျွန်တော်တီးလဲလက်ခုပ်ကျွန်တော်ဘာလို့တီးလဲရှုံးလို့လားအောင်လို့လားအောင်လို့ရှုံးတဲ့သူကလက်ခုပ်တီးစရာအကြောင်းမရှိအောင်တဲ့သူကဘာလုပ်လဲလက်ခုပ်တီးတယ်အောင်ဆိုတဲ့စကားလုံးထဲမှာအမြင့်ဆုံးစကားလုံးကဘာလဲသေခြင်းကိုအောင်တဲ့စကားလုံးကအမြင့်ဆုံးကမ္ဘာပေါ်မှာယာရုကြီးတဲ့လူရှိလားသေခြင်းကိုရှုံးတယ်ကမ္ဘာပေါ်မှာတန်းတွေတရေရှိလားသေခြင်းကိုရှုံးတယ်ကမ္ဘာပေါ်မှာအကျင့်ကောင်းတဲ့သူတွေရှိလားသေခြင်းကိုရှုံးတယ်ဒီနေ့ဒီမှာထိုင်တဲ့သူတွေအောင်လားအောင်တယ်ဘာလို့အောင်လဲဘာသာတရားလားကျေးဇူးတရားလားဘယ်ဘာသာတရားမှသိခြင်းကိုမအောင်ဘာသာတိုင်းကိုလိုက်ကြည့်လိုက်ဘာသာရေးကောင်းကောင်းနေရှိလားဘယ်မှာရှုံးလဲသိခြင်းမှလမ်းဆုံးသွားဒီကနေ့ကျွန်တော်အောင်နေလောကထဲမှာအမြင့်ဆုံးအောင်ခြင်းကိုဘုရားဘာဖြစ်လဲပေးထားပြီးသွားဘာတရားလို့ခေါ်လဲအမှုဖြစ်ဘာတရားလဲဘာသာတရားလားကျေးဇူးတရားလားကျွန်တော်ကဘာသာတရားခံရတဲ့ထဲမှာမပါဘူးဘာသာတရားကိုကျွန်တော်ခံတာမဟုတ်ဘူးလက်ဝါးကတ်တယ်မှာကျွန်တော်အပြည့်တဲ့အသေးခံအသွေးသွန်းသွားတဲ့ခရစ်တော်ဖျားကိုတို့ဘာလုပ်လဲခံယူတာအမှုဖြစ်ကြည့်အောင်ဘာသာတရားကိုခံတာလားခရစ်တော်ဖျားကိုခံတာလားထမင်းနဲ့ခရိယန်ဘာသာလားခရစ်တော်ဖျားလားခရိယန်ဂိုင်းကနာလားခရစ်တော်ဖျားလားဘယ်ဘာသာဘယ်ဂိုင်းကနာမှတို့ခံစရာအကြောင်းမရှိတို့ခံယူရမှာဘာလဲခရစ်တော်ဖျားဒီဖျားဟာတည်ခြင်းမှမဆုံးတကြိုပြီးသုံးရင်းမှာရှင်မြန်ထမ်းရောက်တယ်မြေကြီးပေါ်မှာရပ်ပေါင်းဘယ်လောက်နေသွားလဲ40ရှင်မြန်ထပ်လို့တဲ့ခန္ဓာကဒါမဟုတ်တော့ဝေးရပါဒုမျက်စိနဲ့ကြည့်လို့မရတော့ရှင်မြန်ထပ်လို့တဲ့ခရစ်တော်ခန္ဓာအေးမောက်လမ်းမှာတပည့်တော်နှစ်ယောက်လမ်းလျှောက်တယ်သူ့ဘေးနားမှာလူတယောက်ဘာဖြစ်လဲရောက်လာတဲ့သူတို့စကားပြောတယ်အဲ့ဒီလူနဲ့ပြောတယ်ပြီးမှသူတို့သိသွားတယ်ဘယ်သူလဲခရစ်တော်နောက်ဆုံးဘယ်ကနေတက်ကြွသွားလဲတန်လင်းတောင်ပေါ်ကနေဘယ်တက်သွားလဲအေးကောင်းကင်တက်သွားတယ်ဘာနဲ့မြင်ရလဲဒီမျက်စိမဟုတ်တော့
ရှင်ဘန်ထပ်နောက်တဲ့ထွတ်တော်ကိုမြင်တဲ့မျက်စိကဝိညာဉ်မျက်စိဒါပေမဲ့ဘာမျက်စိလဲအေးတို့မွေးရပါမျက်စိနဲ့မြင်လို့မရတော့ဒါသူကိုနောက်ကိုလိုက်တဲ့တပည့်တော်တွေကထွတ်တော်ကိုမြင်တယ်တန်ရင်တောင်တက်တဲ့ကောင်မှာလူပေါင်းဘယ်လောက်မြင်လဲ900ကျော်မြင်တယ်ကောင်းပြီကောင်းရင်တက်ချွပြီးဘယ်နဲ့လဲ10ရက်အကြာမှာဗာဆင်းတယ်လေတန်ရှင်းသောဝိညာဉ်တော်ဘာရောက်ဆင်းတယ်လေယေရှုကြိုးပြီးပြောထားပြီးသွားပြီဝိညာဉ်တော်ဆင်းတယ်မင်းတို့ဘာရမလဲတကိုးရမယ်တကိုးရရင်မင်းတို့ဘာလုပ်မလဲယူဒာဘီရှမာရိဘီယေကြီးစွန်းတိုင်အောင်ငါရဲ့တက်သေးဖြစ်မယ်ပြီးတော့မှအဲ့ဒီမတိုင်ခင်မှာယေရှုပြောတဲ့စကားရှိသေးတယ်ဝိညာဉ်တော်ဆင်းတဲ့ရင်ဘာလို့သင်ပေးမလဲတမန်တရားဒါကြည့်နေမှာရှေ့သူအားလုံးဝိညာဉ်တော်ရပြီလားဖြေကြအောင်တန်ရှင်းသောဝိညာဉ်တော်ရပြီလားရပြီလားဘာဖြစ်လို့ရလဲတန်ရှင်းသောဝိညာဉ်တော်ဘာလို့ရလဲအဖြေရှာတစ်ခုပဲရှိတယ်အဖြေပဲတစ်ခုလဲတစ်ခုပဲကျွန်တော်ကျမဟာဘု து ကိုလက်ခံထားလဲယေရှုခရစ်ကိုလက်ခံထားဘာတရားနဲ့လက်ခံလဲခြေသူတရားအင်းဝဂလိတရားခြေသူတရားအင်းဝဂလိတရားနဲ့လက်ခံတော်သူမှန်လားမှန်ရဲ့အထဲမှာဘာချင်းဝင်လဲတန်ရှင်းသောဝိညာဉ်တော်တစိတ်ခတ်လားခတ်ထားပြီးသွားပြီတချို့ဝိညာဉ်တော်ရှိရင်နဲ့ဗဇက်ကဘာစောင့်နေပါစကလုံးနေနဲ့အဖြစ်ရှာတယ်မဆိုင်ဗဇက်ကဘာပြောတယ်လဲဆိုတဲ့ပုံမှာဝိညာဉ်တော်ရှိတာမဟုတ်ဝိညာဉ်တော်ကခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလက်ခံထားသောသူမှန်ရင်အတွင်းထဲမှာဘာဖြစ်လဲကျင့်ဝတ်တယ်ဒါသင်တို့ဒီတဲ့ဘု து ရဲ့ဗိမာန်လဲတန်ရှင်းသောဝိညာဉ်တော်ကျင့်ဝတ်တယ်ဗိမာန်ဖြစ်ကြောင်းကိုမသိကြသလိုဝိညာဉ်တော်ရှိခြင်းကဘာနဲ့ပေါ်လဲကယ်တင်ခြင်းထပ်ပြောမယ်ဝိညာဉ်တော်ရှိခြင်းကဘာနဲ့ပေါ်လဲကယ်တင်ခြင်းခရစ်တော်ရဲ့အသေးခံအသွေးသွင်းတဲ့ကယ်တင်ခြင်းကိုလက်ခံတော်သူမိုင်းအထဲမှာဘာကျင့်ဝတ်လဲအရှင်တော်ဝိညာဉ်တော်ကျင့်ဝတ်တဲ့အခါမှာဘယ်လိုအသက်ရှင်လဲဘယ်လိုအသက်ရှင်လဲအသက်ရှင်ရမယ့်တရားရှိလားရှိတယ်ဘာတရားလဲဘာတရားမဟုတ်ပြည့်ညက်တရားမဟုတ်ကိုချင်းတရားမဟုတ်အလုံးပြောကြည့်ဘာတရားလဲတမာတရားပြန်ပြောဘာတရားလဲတမာတရားဒါတိတိလေးလိုက်ဆိုလူအပေါင်းတို့သည်ကဲတင်ခြင်းကိုရောက်၍တမာတရားကိုသိစေခြင်းကဖယားသခင်အလိုတော်ရှိ၏လူဘယ်နှယောက်လဲလူအပေါင်းကျွန်တော်ကျမပါလားဘာရဖို့လဲကဲတင်ခြင်းကဲတင်ရပြီမသိဖို့လဲတမာတရားသိဖို့ဘာချင်းလို့လဲတန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ချင်းဝတ်တဲ့ယူရချက်ကကဲတင်ကြီးရတဲ့သူမှန်တဲ့ဟာမသိမချင်းဘာတရားနဲ့ရှင်းရမလဲတမာတရားကျွန်တော်အမြင်နဲ့ပြောင်းသွားရမယ်ကျွန်တော်အသံတွေပြောင်းသွားရမယ်ကျွန်တော်စကားတွေပြောင်းသွားရတမာတရားဆိုတာဘယ်သူမြင်လဲဖယားမြင်ဘယ်သူစကားလဲဖယားစကားဘယ်သူနှလုံးသားလဲဖယားနှလုံးသားအဲ့ဒါကိုအထဲကနေဝိညာဉ်တော်ဘာလို့ပေးလဲပြင်ပေးတယ်ကျွန်တော်တပိုက်လိုက်ဆိုသင်တို့ဒီအလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းသင်တို့အထဲ၌စေတနာတော်အဖြစ်ပြုပြင်ပေးသောသူကဖယားသခင်ပေးသည်ကိုယ်ဘာကိုပြင်လာလားဖယားပြင်ပေးတာကိုယ်ဘာကိုပြင်ရင်ဇာတိကိုယ်ဘာကိုပြင်တာကဇာတိအထဲကဖယားပြင်တာပါလဲဝိညာဉ်အဲ့ဒါဘာအကျင့်လို့ခေါ်လဲဝိညာဉ်ပဂတိအကျင့်အလုံးပြောဘာအကျင့်လဲကိုယ်ဘာကိုပြင်ရင်ဇာတိပဂတိအကျင့်အထဲကဖယားပြင်ရင်ဝိညာဉ်ပဂတိအကျင့်ဝိညာဉ်ပဂတိအကျင့်ဆိုတာဘယ်သူပြင်ပေးတာလဲဘုရားပြင်ပေးဘာဖြစ်လာဖို့လဲလိုက်ဆိုထုံနည်းတူ
သူတစ်ပါးတို့သည်သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာသူတစ်ပါးရှိ၌သင်တို့အလင်းကိုလင်းစေကြလော့အယောင်လားလင်းလားအလင်းတို့ကအယောင်မဟုတ်ဘူးယေရှုကိုယ်တိုင်ပြောတယ်သင်တို့ဒီလောကရဲ့အလင်းအယောင်မဟုတ်ဘူးအယောင်ကခွဲပြားလားကွဲပြားတယ်အယောင်ဆိုတာကွဲတယ်အဒီအစိမ့်အဝါအပြအမဲရံဖြစ်လို့ရလားရတယ်အယောင်ကရံဖြစ်လို့ရတယ်အလင်းကရံဖြစ်လို့ရလားမရဘူးတော့သခင်ယေရှုကယုံကြည်သူကိုဘာနဲ့ခိုင်းနေတာလဲအယောင်လားအလင်းလားအလင်းဖယားကဘယ်လိုပြားလဲအယောင်လားအလင်းလားအလင်းရှင်သူ့စကားဘာစကားလဲအယောင်လားအလင်းလားအလင်းစကားဒါတို့အားလုံးကဘသူပဲအလင်းရဲ့သားဒါမျိုးဘယ်ဘူးရဲ့သားလဲတို့ကအယောင်မဟုတ်ကဘာပေါ်မှာဆရာအနေနဲ့ရံဖြစ်ရမယ်သူပြောမှမရှိမင်းတို့မှရံဖြစ်ရမယ်သူရှိလားရှိလားအယောင်ကိုခံယူရံဖြစ်လို့ရတယ်ငါကအဝါနေကအနီးငါကအစိမ့်မင်းကအပြရံဖြစ်လို့ရလားဒါပေမဲ့အလင်းကရံဖြစ်လို့မရငါဘာသာနိဘာသာရံဖြစ်လို့ရတယ်ငါဖះနိဖះရံဖြစ်လို့ရတယ်ငါဂိုင်းနိဂိုင်းရံဖြစ်လို့ရတယ်ငါဆရာနိဆရာရံဖြစ်လို့ရတယ်အလင်းရံဖြစ်လို့ရလားမရဒါမြန်မာစကားရှိတယ်အစကောင်းမှာအနောက်တည်စကြရေကကျွန်တော်တို့ကအလင်းနဲ့မစဘဲနဲ့ဘာနဲ့စထားလဲအယောင်အဖေမေခရိယန်ဖြစ်လို့ခရိယန်ဖြစ်တယ်အဖေမေကနှစ်ချင်းဖြစ်လို့နှစ်ချင်းဖြစ်တယ်အဖေမေကအေဂျီဖြစ်လို့အေဂျီဖြစ်တယ်စကြရေကဘာနဲ့စလဲအယောင်ဘာသာတရားဂိမ်းနာနဲ့စတဲ့သူတွေရှိလားအများကြီးရှိဒီထဲမှာတို့မပေါ့တို့ကစကြရေကအလင်းရှင်အလင်းစကားကိုနှလုံးသွင်းတဲ့ဘုသူရဲ့သားလဲအလင်းရဲ့သားတော့ယေရှုမိန့်ပါတယ်သူတစ်ပါးရှိနေသူတို့အလင်းကိုလေးစီကြပြီးတော့ယေရှုကပြောတယ်သင်တို့ဒီဤလောကရဲ့ပါပဲစားဟင်းဝတ်တစ်ခုတည်းကိုစက်သားဟင်းပေါ့ဒါမှမဟုတ်ဝက်သားဟင်းအဲ့တဲကိုရွှေတစ်ချက်သားထည့်ကြည့်လိုက်ရွှေဘယ်လောက်လဲတစ်ချက်သားထည့်ကြည့်လိုက်အဲ့ဒီဟင်းရတာရှိလားအဲ့ဒီဟင်းရတာမရှိစက်သားတော့ကြိုက်ကြည့်လိုက်ဘာရတာမှမရှိအဲ့ဒီဟင်းဝတ်ထဲမှာရှိတဲ့ရွှေကိုတွေ့ရလားတွေ့ရတယ်ဒါပေမဲ့စားထည့်ကြည့်လိုက်စားထည့်လိုက်စက်သားကြိုက်ကြည့်ရတာရှိလားရှိတယ်စားကိုတွေ့ရလားမတွေ့ရဘူးတော့ဖယားတို့ရွှေဖြစ်ခိုင်းတာလားစားဖြစ်ခိုင်းတာအခုလူတွေကဘာဖြစ်ချင်လဲပေါ်လွင်ခြင်းရွှေဆိုတာပေါ်လွင်တဲ့အရာစားဆိုတာပျော်ဝင်တဲ့အရာကဲပြောကြည့်အောင်ရွှေဆိုတာဘာလဲပေါ်လွင်တဲ့အရာစားဆိုတာပျော်ဝင်တာအမောင်ဖုံးတဲ့လောကတွေမှာတို့ကအလင်းဖြစ်ရပုတ်ပြတ်တဲ့လောကပျက်စီးနေတဲ့လောကထဲမှာတို့ကဘာဖြစ်ရမလဲပျော်ဝင်တော်သူဖြစ်ရဖယားမဲ့တရားမဲ့အသက်ရှင်တဲ့သူတွေဒုနဲ့တွေ့ဘာရှိသွားမလဲဖယားတရားရှိသွားရကဲတင်မရတဲ့သူတွေဒုနဲ့တွေ့ဘာဖြစ်ရမလဲကဲတင်ချင်းတည်င်းကိုကြားပြီးတော့ကဲတင်ရှင်ကိုရသွားရအဲ့ဒီအတွက်အဓိကလိုအပ်ချက်ကဘာလဲတန်ရှင်းသောဝိညာဉ်တော်ရောက်လာပြီးတဲ့အခါမှာအဲ့ဒီဝိညာဉ်တော်ကနေပြီးတော့တို့အထဲကနေတို့ကိုပြုပြင်တယ်သွန်သင်ပေးတယ်သူတစ်ပါးရှိမှဘာဖြစ်စေလဲအလင်းဖြစ်စေတယ်ကဲတင်ကြီးတရားကိုဘာဖြစ်လဲညွန်ကြားဖို့ဘာပေးလဲတကူပေးတယ်တော့ချက်တော်ညီကောင်မတို့ဒီနေ့ဟာဝိညာဉ်တော်ကိုအကြောင်းပြုတဲ့အတွက်ကြောင့်ဝိညာဉ်တော်ဟာလူတိုင်းမှာမနေဘူးကမ္ဘာပေါ်မှာလူတိုင်းမှာဝိညာဉ်တော်မနေဘူးဝိညာဉ်တော်နေတဲ့သူကဘယ်သူလဲကဲတင်ချင်းရထားပြီးတော်သူဒါတော့ဝိညာဉ်တော်နေတဲ့သူကဘယ်သူပဲကဲတင်ချင်းရထားတော်သူမိုင်အထက်မှာဝိညာဉ်တော်ဂျိမ်းဝတ်တဲ့လူကသူကဘာအမြင်ဖြစ်လာလဲဖယားအမြင်ဘာအတန်ချားလာလဲဖယားအတန်ဘာစကားကိုပြောလာလဲ
ဖယားကဘာသဘောရှိလားလဲဝိညာဉ်သဘောဒါတွေကိုအချက်တွင်းကျွန်တော်မပြောတော့ချစ်တော်ညီကောင်မတို့ဒီကနေ့ဟာနံပါတ်1တို့အားလုံးဘာရထားသောသူဖြစ်ရမလဲဘာရထားသောသူလဲကဲတင်ချင်းကဲတင်ကြီးရသောသူမိုင်အထဲမှာဘာချင်းဝင်လဲအဲ့ဒီချင်းဝင်တဲ့ဝိညာဉ်တော်ကတို့ဘလို့လမ်းပြပို့ဆောင်နေတယ်ဆိုတာကိုဆက်ပြီးတော့မှနော်ဆရာနဲ့ပါလာတဲ့နော်ဆရာဗြဟ္မိုင်အားဖြင့်လည်းထပ်ပြီးပါပြီလေရှားမှာဖြစ်တယ်အရောက်တိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ